ကျွန်းနဲ့ဟာတနင်္လာငွေနဲ့2နဲ့စနေ9ပေါင်းချင်းကြောင့်ကုန်လုံးဝင်မိပါတယ်အဲ့ဒါကြောင့်9နေဘွားတာသမီများအတွက်ကောင်းကျိုးချမ်းသာစီးပွားလက်လက်ပါများပေါ်များစီပြီးဆောင်ကျင်တဲ့တက်တာအဆောင်လေးဖြစ်ပါတယ်တိတ်ထီဝင်ကျွန်းနဲ့တန်လျက်ပစိန်တို့ကိုဆွမ်းစီခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့တရဏဂုံဂုံတော်ပထံတရဏဂုံအနုလုံပြည်လုံဂုံတော်ကိုဖားတို့ကိုရွတ်ဖက်ပူဇော်ပြီးတော့မှတိတ်ထီတင်ထားတင်ပါတယ်ဒီဝတ္တိကာရကို108ခေါက်ပူဇော်ပေးပါဒီကျွန်းနဲ့တန်လျက်လေးကတော့ကျွန်တော်3လက်မှရှိပါတယ်အပြိုင်ဆိုင်ကြားမှာထွန်းပေါက်ခြင်းမိမိပြောသမျှအောင်တက်ခြင်းကိုဆောင်ယူစေပါတယ်ဒါလေးကတော့ကျွန်တော်ကျွန်းနဲ့ပစိန်လေးဖြစ်ပါတယ်အပြိုင်ဆိုင်ကြားမှာထွန်းပေါက်အောင်မြင်ခြင်းမိမိပြောသမျှအောင်မြင်ခြင်းအတွက်ဆောင်တက်ကြပါတယ်ဒါလေးကတော့ကျွန်တော်ကျွန်းနဲ့ရောင်းမလေးပါဈေးရောင်းဝယ်ကောင်းခြင်းနဲ့ဆိုရင်တော့ကျွန်းနဲ့ရောင်းမကိုစောင့်ထားကြပါတယ်ခင်ဗျာယူထားတဲ့ကျွန်းနဲ့အဆောင်တွေကိုတိတ်ထိဆွမ်းခြင်းနဲ့ဆိုရင်တော့ဒီဝတ္တိဂါရာကို108လုံးပတိဖြစ်ရွတ်ဖက်ပူဇော်စေခြင်းပါတယ်ဒီဝတ္တိအာဒိသောယတိမာပါတိစန္တိမာတဏ္ဍောခတယောတပတိဇာယိတပတိပြန်မယ်နော်အထတပမဟောရထိန်ဘုဒ္ဓတပတိဒေဇတတာတာတိတံဒေဇတမနံဗုဒ္ဓံဝတ္တာမိအာတယံဧတေနတစ္ဆဝဇေနတုဋ္ဌိမေဟောတုတပတာဒီကာတာလေးကို108လုံးနေ့စဉ်ပရိတပတ်ဖြစ်ရွတ်ဖက်ပူဇော်ပြီးတော့မှဒိဋ္ဌိတည်စေခြင်းပါတယ်ခင်ဗျာဒီကျွန်းနဲ့တန်လျက်ပစိန်နဲ့ရောင်းမတို့ကိုမှာယူခြင်းနဲ့ဆိုရင်တော့မြတ်မိတ်တာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့3994463956 3998094496မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်